စကိုင်းတိုင်းကံဘလူးမြို့နယ်ပစီကြီးရွာဖုံးကြီးကိုအကျန်းဖက်စစ်တပ်ကလီရင်ထင်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်တန်ကာတော်တပါထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပကဖအတန်ဒီထုတ်ပြန်ချက်နှင့်ဒေတာပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်ဒီဇင်ဘာလ14ရက်နေ့ညနေပိုင်းတွင်ကံဘလူးမြို့နယ်တက်မှတ်6006မှာစစ်ကား2စီးသည့်အင်ဂျင်တီရွာထဲကိုရောက်ရှိလာပြီးနောက်ညနေပိုင်းတွင်ကံဘလူးမြို့နယ်ပစီကြီးဖုံးကြီးကျောင်းကိုအကျန်းဖက်စစ်တပ်၏တရားဦးလေးတပ်မှတက်လာသော Jet Fighter ကပေါင်900ဘုံနှလုံးကျဲကျတိုက်ခိုက်ခဲ့ကြောင်းသိရသည်အကျန်းဖက်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်းတန်ကာတော်တပါထိခိုက်ဒဏ်ရာရရှိကာကြန့်ရှိသောတန်ကာတော်များထိခိုက်မှုမရှိကြောင်းထို့ဖြင့်ဖုန်ကြီးကျောင်းဆောင်များလည်းထိခိုက်ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်ပစီကြီးရွာဖုန်ကြီးကျောင်းကိုစစ်ခွေးတွေကလေရင်နဲ့ဘုံကျဲထွားတာတန်ကာတော်တပါတော့ထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်ဖုန်ကြီးကျောင်းဆောင်นี่လည်းပျက်စီးသွားနေဟုဒေသအပြည်သူတို့ကပြောဆိုသည်အလားတကူမကွေးတိုင်းပေါက်မြို့နယ်ရှိတပြေညိုလေအိုရေနန်းမော်ကိုလည်းအကျန်းဖက်စစ်တပ်ကတိုက်ပွဲထပွားခြင်းမရှိဘဲလေကြောင်းထင်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှကိုလွတ်ရောင်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်ယနေ့ဒီဇင်ဘာလ15ရက်နေ့နနက်ပိုင်းနှင့်မိုးလယ်ပိုင်းတို့တွင်မုံရွာနမခါမှတက်လာသောဂျိုင်ရိုကော့ပတာထုံးစည်းဖြင့်ပေါက်မြို့နယ်တပြေညိုလေအိုရေနန်းမော်ကိုအကျန်းဖက်စစ်တပ်ကနှစ်ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းအကျန်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်းစီပေပါထားရှိသောခြံများပျက်စီးသွားခဲ့ကြောင်းသိရှိရသည်အဲ့ဒီနားတွေမနေ့ကတပြေညိုမော်နားတွေပဲစစ်ခွေးတွေကကျဲသွားတာပါပြည်သူတွေအထီးအခိုက်တော့မသိရသေးဘူးနေအိမ်တွေပျက်စီးသွားတာမျိုးတော့မရှိဘူးစီပေပါခြံတွေပျက်စီးသွားတာတွေရှိတယ်စစ်ခွေးတွေတိုက်ပွဲထိထွားခြင်းမရှိပဲကျဲသွားတာပါစစ်ခွေးတွေကနနက်ပိုင်းမှာတစ်ချိန်မိုးလဲပိုင်းမှာတစ်ချိန်စုစုပေါင်း2ချိန်လာကျဲသွားတာပါဘုံတိအရေကွက်ကတော့၄လုံးထက်မနည်းကျဲသွားတာပါပြည်သူတွေစစ်ကြောင်းလေကြောင်းတတိပြုနေထိုင်ကြပါဖို့ပြောချင်ပါတယ်ဟုပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှကိုလာရောင်ကပြောဆိုသည်မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းမှုဟာအရာအလုံးကိုပျက်စီးခြင်းကြုံစီခဲ့ပေမယ့်မြန်မာပြည်သူတွေဟာဆက်ပြီးတိုက်ပွဲဝင်နေပြီးအောင်ပွဲရတဲ့အထိဆက်ပြီးတိုက်ခိုက်နေမှာထစ်တယ်လို့ဂျိုရှူအာဗန်ကပြောပါတယ်။အဲ့ဒါကစစ်အာဏာသိမ်းတာဟာကျွန်တော်တို့အားလုံးမတွအရာအလုံးကိုဖျက်ဆီးပစ်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့တိုက်နေဆဲပဲပြီးတော့ကျွန်တော်တို့အောင်ပွဲရတဲ့အထိတိုက်ပွဲဝင်သွားမယ်လို့ဗန်ကပြောခဲ့ပါတယ်။မြန်မာပြည်သူတွေရဲ့အဲ့ဒီယုံကန်းစ조사မှုမှာသူဟာဥပမာတစ်ခုလိုတတ်မှတ်နိုင်ပြီးသူ့အနေနဲ့ရှုံးခဲ့တဲ့အတိုင်းပြန်ယုံထပြီးရှေ့ဆက်ခဲ့ကြောင်းလဲဗန်ကဆက်ပြောခဲ့ပါတယ်။စစ်တဲ့အာဏာသိမ်းယူမှုမခံရခင်ထိမြန်မာဟာအားကောင်းပြီးလွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ်ရည်တည်ခဲ့တယ်ဆိုတာကိုလူတွေသိစေချင်ကြောင်းလဲသူကပြောခဲ့ပါတယ်။စင်ကာပူအခြေစိုက် Straits Times သတင်းစာက Houston မှာရှိနေတဲ့ဗန်ကိုဆက်သွယ်ပြီးအင်တာဗျူးခဲ့တဲ့အခါမြန်မာနိုင်ငံနဲ့ပတ်သက်လို့ကဘာကြီးကိုဘာတွေသိမြင်စေချင်တယ်ဆိုပြီးမေးတဲ့အခါသူကပြန်ဖြေခဲ့တာဖြစ်ပါတယ်။ People Spring မှာကောက်လို့တင်ပြထားပါတယ်။စစ်ကောင်စီရဲ့အချင်းချခံနေရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေဆိုးရွားလာနေပြီးတည်င်းအချက်အလက်တွေမရရှိနိုင်တာကြောင့်အသက်ရှင်နေသေးလားဆိုတာမသေးကြတော့ကြောင်းနဲ့စိုးရိမ်တဲ့အကြောင်းတားဖြစ်သူကိုထင်လင်းခါ Kim Harris ကပြောပါတယ်။ကျွန်တော်သိသလောက်ဆိုရင်အခုချိန်မှာသူသေဆုံးပြီးသားဖြစ်နေနိုင်ပါတယ်။စစ်တပ်ဘက်ကလည်းအရင်နှစ်တွေတုန်းကသူသေပြီဆိုတဲ့ကောလာဟာလာတွေလေးဖြတ်တယ်ဆိုတာတွေစိတ်ပိုင်းဆိုင်ရာမကြမ်းမာတော့ဘူးဆိုတာတွေကိုအကျဉ်းချင်းဖြန့်ခဲ့ပါတယ်။အရင်တုန်းကနိုင်ငံတကာမှာအမေရဲ့ဂုဏ်ပိတ်ခါအလုံးမြင့်နေတဲ့အချိန်တွေမှာမြန်မာနိုင်ငံမှာဖြစ်နေတာတွေကိုလူတွေလွယ်လွယ်နဲ့မျက်စိပိတ်မထားနိုင်ခဲ့ကြပါဘူး။ဒါပေမဲ့ရခိုင်ပြည်နယ်အရေးချင်းကြောင့်သူ့ရဲ့အနေအထားပျက်စီးသွားပြီးနောက်အခုတော့အဲ့ဒီလိုမဖြစ်တော့ပါဘူးလို့ပြောပါတယ်။ DVB မှကောက်နှုတ်တင်ပြပါတယ်။